โอเคဒီနေ့ဘာချက်မလဲဆိုလို့ရှိရင်ငါးဟင်းပေါ့နော်ငါးဟင်းဆိုပေမဲ့ကသူကနည်းနည်းလေးမှနည်းနည်းလေးပေါ့ထူဆန်းနေပေါ့တော့ဘာလို့ဆိုတော့ဒီဟင်းသီးရဲ့အစုံနဲ့ဒီမှာဆိုလို့ရှိရင်ငပိရီဂျိုလေးနဲ့သူကချက်မှာနော်အဲ့တော့ဒီမှာငပိရီဂျိုရှိမယ်ဂျိုပြီးသားပေါ့နော်ပြီးလို့ရှိရင်ဘာရှိမလဲဆိုလို့ရှိရင်ဇပလင်ဒါပဒဲကောပြီးလို့ရှိရင်ခုနကဂျင်းရှိမယ်တက်တုံဖြူရဲ့မြုပ်ပြီးစိမ့်ရင်เนาะဒါလေးကိုမှသူကမညက်တညက်လေးထောင်းမယ်เนาะအဲ့တော့အလုံးမာတဲ့ပဒဲကိုအရင်ထည့်လိုက်မယ်เนาะသူကအနံလေးမှုေးသွားအောင်ပဲသူကเนาะနည်းနည်းလေးထောင်းထားလိုက်ရပါတော့เนาะပြီးလို့ရှိရင်လည်းအဲ့လိုပဲဂျင်းကိုလည်းအဲ့လိုပဲနည်းနည်းเนาะပြီးလို့ရှိရင်ဇပလင်နည်းနည်းလေးထောင်းလိုက်เนาะပြီးလို့ရှိရင်တက်တုံဖြူเนาะတက်တုံဖြူလေးကိုလည်းဒီလိုထောင်းလိုက်เนาะပြီးလို့ရှိရင်ရုပ်သီးစိမ့်เนาะရုပ်သီးစိမ့်တာကိုလည်းအဲ့လိုမျိုးထောင်းလိုက်เนาะအောင်မနော်ဒီလိုမျိုးထောင်းထားတဲ့ဟာကိုငါးလေးနဲ့ပြန်ရောမယ်နော်အားတော့ကြိုက်တဲ့ငါးကိုသုံးရတာပေါ့နော်အဲ့တော့ဒီမှာငါးရှိမယ်နော်ငါးလေးထည့်လိုက်မယ်ဒီထဲကိုမှဗာထည့်လို့ရှိရင်ခဏကမပီလေးနဲ့နေလိုက်မယ်နော်ဒီလေးနေလိုက်နော်ဒါမှဒီနေ့ကဘာနဲ့ချက်လို့ရှိရင်သူကမြေအိုးလေးနဲ့ချက်မှာเนาะမြေအိုးလေးနဲ့ချက်လို့ရှိရင်သူကမြေအိုးလေးကိုလောတန်းစီပြီးတော့မှငါးလေးတွေကိုထည့်ရအောင်เนาะကြောက်ရွက်ကဒီပါရှိမှလို့ရှိရင်ဆောက်ဒီအောက်ကပါခန့်ထည့်လို့ရှိရင်မုံညင်းကိုအရင်ထည့်เนาะမုံညင်းထည့်မယ်ဒီမှာမုံညင်းထည့်เนาะမုံညင်းထည့်မယ်ပြီးလို့ရှိရင်ဒါကတော့ဒီတရက်ကင်းအရွက်ကလေးတွေထည့်เนาะပူစီနန်လေးတွေထည့်မယ်เนาะစီနန်ထည့်မယ်ပြီးလို့ရှိရင်ပင်စိမ့်ထည့်မယ်เนาะဒီမှာပင်စိမ့်ထည့်โอเคအဲ့ဒါလောက်ဆိုလို့ရှိရင်ရတယ်เนาะပြီးလို့ရှိရင်ရှမ်းနဲ့နန်နဲ့ထည့်เนาะရှမ်းနဲ့နန်ထည့်မယ်โอเคပြီးလို့ရှိရင်ဒီမှာငါးထည့်မယ်เนาะငါးကို2မျိုးထည့်ထားတာเนาะဒီမှာတော့ဒီအောက်မှာပါဠိထပ်ထည့်မယ်ဆိုရင်ခုနနေထားတဲ့เนาะဒီစပလင်းတို့ပဒဲကိုတို့ဂျင်းတို့လည်းနည်းနည်းလေးထည့်လိုက်ပြီเนาะပြီးရင်ဒီမှာဗာထည့်မယ်လို့ရှိရင်ခုနကမုံညင်းအဖူးလေးလည်းထည့်လို့ပေါ့เนาะပြီးလို့ရှိရင်ဒီမှာရှမ်းနဲ့ထည့်เนาะပြီးလို့ရှိရင်ကြံနေသေးတဲ့ဒီမှာပင်စိမ်းလေးလည်းထည့်လိုက်เนาะအဲ့ဒါကိုမှเนาะခုနနေထားတဲ့ငပိလေးကြံနေငပိလေးကိုမှဆန်းလိုက်နော်အဲ့ကျတော့ဒါကိုမှမိဖို့တင်လိုက်မယ်နော်မိဖို့တင်မယ်မိဖို့တင်လို့ရှိရင်ရေလေးနည်းနည်းထည့်နော်အရသာတက်လို့ရှိရင်တော့စားလေးနည်းနည်းထည့်မယ်ပေါ့နော်တကယ်လို့ကိုကဒီသဘာဝအတိုင်းအရသာလို့ကျလို့ရှိရင်တော့စားလေးပဲထည့်တာမလို့ဘူးနော်အဲ့လိုအရသာမုံထည့်ရှင်လည်းရတယ်မထည့်လည်းရတယ်ပေါ့နော်ကျွန်တော်အရသာမုံလေးတော့နည်းနည်းလေးတော့ထည့်လိုက်မယ်နော်နည်းနည်းလေးထည့်လိုက်အဖုံးအုပ်ပြီးလို့ရှိရင်မီအေးအေးလေးနဲ့ပဲသူကတည်ထားမယ်နော်ဒီနေ့ကဒါကနော်ထူးခြားတယ်ဆိုတာဘာလဲဆိုတော့ဒီမှာကလုံးဝစီလုံးဝသုံးမထားဘူးเนาะစီလုံးဝသုံးမထားဘူးဘာလို့ဆိုတော့ဒီမှာပိုင်းရင်းရှိနေဆိုလို့ရှိရင်ဒါလည်းဒါကစက်သားဟိုမှာတော့ပေါင်းထားတာတော့ဘာတွေထည့်ထားလို့ရှိရင်တော့ပဒဲကောတို့ဂျင်းတို့ဘလို့ဇပလင်တို့ခုနလိုပဲဒါစီလုံးဝမပါဘူးတော့တက်တုံအဖြူရယ်တက်တုံအနီလည်းမပါဘူးเนาะတက်တုံအဖြူရယ်ပဒဲကောရယ်ဂျင်းရယ်ဇပလင်ရယ်ဒါဟိုမှာထောင်းပြီးတော့မှစုံနှမှုန်လေးနဲ့နေပြီးတော့မှသူကတက်သားကိုပေါင်းထားတာတုံးထားတဲ့ချက်ကတော့ဒါဗမာချက်ပေါ့เนาะစီလုံးဝထည့်စရာမလိုတဲ့ဟင်းအဲ့တော့ခုနချက်နေတဲ့ငါးဟင်းဆိုလို့ရှိရင်လေသူကစီလုံးဝမထည့်ထားဘူးเนาะစီလုံးမထည့်ထားဘူးအဲ့ဒါလေးကိုမှသူကဘာနဲ့စားမလို့ရှိရင်ဒါကတော့ခင်းညီတီထောင်းလို့ခေါ်တာပေါ့အညာမှာလို့ရှိရင်ခင်းညီတောင်းတချို့ကလို့ရှိရင်ခင်းညီ pantry ဖြော်လို့လည်းခေါ်တယ်เนาะတို့စရာအနေနဲ့ဘာတွေရှိမဆိုလို့ရှိရင်เนาะဒီမှာစနွင်းဘူးရှိမယ်ပြီးလို့ရှိရင်ဟိုဘက်ကဆိုလို့ရှိရင်ဒါကသွန်ယိုးနီပြီးလို့ရှိရင်တော့ဟိုကကြာယိုးကိုပြုတ်ထားတာเนาะတကယ်တော့ကြာယိုးကကျွန်တော်တို့စားတော့ကြာရိုးဆိုလို့ရှိရင်တော့ဟင်းကားချက်မဲအဲ့လိုမျိုးပေါ့နော်ဒီပြုတ်ပြီးတိုးတယ်ပေါ့နော်တကယ်တော့အိန္ဒိယနိုင်ငံတွေမှာဆိုလို့ရှိရင်ကြာရိုးဆိုလို့ရှိရင်သူကအစိမ်းမဲစားတာเนาะအစိမ်းမဲစားတယ်မိုဟင်းကားတော့မျိုးခနုံချင်းလိုဟာမျိုးဆိုလို့ရှိရင်သူကကြာရိုးကိုအစိမ်းထည့်ပြီးတော့မှစားတာပေါ့နော်ကျွန်တော်ကဒီနေ့အဲ့ကြာရိုးလေးကိုမှနည်းနည်းလေးဂျနွေးဖြောထားတယ်ပြီးလို့ရှိရင်ဘက်ကဟာလေးကပါလဲဆိုလို့ရှိရင်ဒါက
တရကင်းရှိမယ်ပြီးလို့ရှိရင်ဒါကတော့ခန်းကျုပ်တီပေါ့နော်ခန်းကျုပ်တီနဲ့စားမယ်ပေါ့နော်အဲ့တော့ဒီနေ့ကဘာလို့ဒီမျိုးချက်လဲဆိုလို့ရှိရင်စီကို short size လူလည်းများလာပြီပြီးလို့ရှိရင်လည်းစီကိုရှောင်လာတဲ့လူလည်းရှိတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်စီကကျတော့ခုချိန်မှာဈေးနဲ့လေးကြီးလာတယ်အဲ့အတွက်ကြောင့်တော့ဒီမျိုးစီမပါတဲ့ဟင်းနဲ့လည်းကျွန်တော်တို့ကထမင်းဝိုင်းကောင်းကောင်းလေးကိုဖန်တီးရတယ်ဆိုတာလေးကိုပြချင်လို့ဒီနေ့လုံးဝစီမပါတဲ့ဟင်းတွေကိုပဲချက်ထတာပေါ့နော်โอเคဒါလေးကိုဖုံးပြီးတော့ပါเนาะခဏလေးစောင့်ထားမယ်เนาะဒီလိုခင်းနေကြတော့ဘယ်လိုခေါ်လို့ရလဲမဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ငပိရီဂျိုနဲ့ချက်တဲ့အတွဲကြောင့်ငါးငပိချက်လို့လည်းခေါ်လို့ရတာပေါ့เนาะအဲကြောင့်ညီအိုးငါးငပိချက်လို့လည်းခေါ်လို့ရတယ်ငပိရီဆိုလို့ရှိရင်လည်းเนาะအဲ့လိုဒီကြိုပြီးတော့မှဒီဖြော်စားတာအပြင်ဒီလိုမျိုးခင်းချက်တဲ့မှာလည်းထည့်လို့ရတယ်โอเคဒီမှာကျွန်တော်အဲ့လိုချင်းဆူလာတဲ့တစ်ချက်လေးဖွင့်ကြည့်ရအောင်เนาะဒီမှာဆိုလို့ရှိရင်စူးနေပြီเนาะဒီအရွက်တွေဘာတွေအကုန်ပါတဲ့အတွက်ကြောင့်ဒီလိုမှဆိုလို့ရှိရင်သူကမှုေးနာပဲเนาะတက်တာတော့မတက်သေးဘူးအဲ့ဒါလို့ရှိရင်ခဏလေးပြန်အုပ်ပြီးတော့မှငါးလေးကျက်အောင်ငါးလေးကျက်အောင်စောင့်ထားမယ်เนาะစောင့်လိုက်အောင်ကဲเนาะဒီမှာဆိုလို့ရှိရင်ငါးလေးကျက်ပြီเนาะငါးလေးကျက်ပြီးဒီမှာတက်ရဆိုလို့ရှိရင်မှုေးနာပဲတော့အပုံဖွင့်လိုက်တဲ့ပြန်တန်းပြီးတော့မှအနံ့ရတယ်အဲ့ဆိုလို့ရှိရင်သူကမြေပိတ်လိုက်တော့မယ်เนาะမြေပိတ်ပြီးတော့မှဒီမှာစားမဲ့ဗန်လေးကိုထည့်လိုက်เนาะစားမဲ့ဗန်လေးကိုထည့်လိုက်เนาะโอเคဒါဆိုရပြီနော်โอเคညနေဒီလိုရှိရင်ဒီမှာပါထည့်လို့ဆိုရှင်ဒီတက်ကဟင်းနေရနော်ဟင်းနေရကိုထပ်ပြီးတော့မှထည့်လို့ရနော်โอเคဒါဆိုရှင်ဒီနေ့စီလုံးဝမပါတဲ့ခင်းတွေရပြီပေါ့နော်ဒါလေးကိုမှနော်ဘယ်လိုခေါ်လို့ရှိရင်ဒီကငါးငပိရီဂျိုကျက်လို့လည်းခေါ်လို့ရတာပေါ့နော်မြေဦးငါးငပိရီဂျိုကျက်လို့လည်းခေါ်လို့ရတယ်ကဲအဲလို့ရှိရင်ဒါလေးကိုမှတိုက်ပြီးတော့မှချက်ပြီးတော့မှစားကြည့်ကြပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်